မတန်ဆွမ်းမှုကိုနားလေခြင်းမတန်ဆွမ်းမှုအမျိုးအစားများနဲ့အကျုံးဝင်ပါဝင်စေရေးမင်္ဂလာပါအခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်ကျမတို့ကမတန်ဆွမ်းသူတွေအကျုံးဝင်ပါဝင်စေရေးဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာဒါဟာတနာလုပ်ပေးတာမျိုးအခွင့်ထူးခံအနေနဲ့လုပ်ပေးတာမျိုးမဟုတ်ပါဘူးတကယ်တော့ကျမတို့ကိုကန့်သတ်နေတဲ့အတားအဆီးတွေကြောင့်မတန်ဆွမ်းသူတွေဘယ်လိုမျိုးဖယ်ကျန်ခံနေရတယ်လဲဆိုတာကိုနားလည်လက်ခံနိုင်မှုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့မတန်ဆွမ်းမှုနဲ့ချို့ယွင်းမှုအကြောင်းကိုအခြေခံနားလည်သဘောပေါက်သွားအောင်ရှင်းပြပေးမှာပါ။ဒါအပြင်မတန်ဆွမ်းမှုအမျိုးအစားတွေကဘာတွေလဲ။ကျမတို့တွေနေ့စဉ်ဘဝမှာဘလို့အတားအဆီးတွေကိုရင်ဆိုင်ကြုံတွေ့နေရလဲဆိုတာတွေကိုပါသိရှိသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်တော့စီမံကိန်းတွေဝန်ဆောင်မှုတွေနဲ့ကွင်းဆင်းလုပ်ငန်းတွေမှာမတန်ဆွမ်းသူတွေပါတန်းတူညီမျှပါဝင်လာနိုင်အောင်ဘလို့စဉ်းစားပြီးတော့ဘလို့လှုပ်ဆောင်ရမလဲဆိုတာကိုပို့ပြီးတော့နားလည်သွားပါလိမ့်မယ်။နီလန်းလေးတွေကိုလေ့လာရင်းနဲ့ဘယ်သူမှမကြံခဲ့ရအောင်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။မတန်ဆွမ်းသူနဲ့မတန်ဆွမ်းမှုလူတဦးတယောက်ချင်းစီမှာရှိတဲ့ချို့ယွင်းအားနည်းမှုပုံစံတွေကမတူညီကြတဲ့အတွက်သူတို့ကြုံတွေ့နေရတဲ့မတန်ဆွမ်းမှုအခြေအနေတွေကလည်းတဦးနဲ့တဦးကွဲပြားကြပါတယ်။တချို့ကမွေးရပါမတန်ဆွမ်းဖြစ်တယ်လို့မျိုးတချို့ကတော့အသက်အရွယ်တစ်ခုရောက်မှမတော်ဆောင်မှုတစ်ခုခုကြောင့်ဖြစ်စေယောဂဝေဒနာနဲ့ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေမတန်ဆွမ်းသူဖြစ်လာကြတာပါ။ခန္ဓာကိုယ်ချို့ယွင်းအားနည်းမှုအခြေအနေတစ်ခုခုကြောင့်ဘိန်းတက်ကလထိုင်ဂျိုင်းတောက်လိုမျိုးအကူကိရိယာတစ်ခုခုကိုအသုံးပြုပြီးတော့ရေရှည်သွားလာလှုပ်ရှားဖို့အခက်အခဲရှိနေသူတွေကိုကိုယ်အင်္ဂါမတန်ဆွမ်းသူလို့ဆိုနိုင်ပါတယ်။မျက်လုံးလုံးဝမမြင်ရသူတွေတစိမ့်တတိတပဲမြင်ရသူတွေနဲ့အမြင်အာရုံအားနည်းသူတွေဟာအမြင်အာရုံမတန်ဆွမ်းသူတွေပါ။ Down syndrome, autism, ADHD ရှိသူတွေအပါအဝင်တခြားသောဉာဏ်ရည်ပိုင်းဆိုင်ရာချို့ယွင်းအားနည်းမှုရှိသူတွေဟာဉာဏ်ရည်မတန်ဆွမ်းသူအမျိုးအစားတွေမှာပါဝင်ပါတယ်။အကြအာရုံအားနည်းသူတွေမွေးရပါနားမကြားရတဲ့အတွက်စကားပြောဖို့ပါအခက်အခဲရှိပြီးတော့လက်သင်္ကေတပြဘာသာစကားနဲ့ပြောဆိုဆက်သွယ်ကြသူတွေဟာအကြအာရုံမတန်ဆွမ်းသူတွေပါချို့ယွင်းအားနည်းချက်တစ်ခုထပ်ပိုတဲ့မတန်ဆွမ်းသူတွေလည်းရှိပါတယ်ခြုံပြီးပြောရရင်တော့မွေးရပါဟုတ်သည်ဖြစ်စေမွေးရပါမဟုတ်သည်ဖြစ်စေကိုယ်ကာယအမြင်အပြောအကြားအသိဉာဏ်စိတ်ပိုင်းဉာဏ်ဉာဏ်သွေးပိုင်းအာယုံခံစားမှုပိုင်းဆိုင်ရာတွေမှာတစ်ခုဒါမှမဟုတ်တစ်ခုထပ်ပိုပြီးတော့ချို့ယွင်းအားနည်းချက်တွေကိုရေရှည်ခံစားနေရသူတွေကိုမတန်ဆွမ်းသူလို့ဆိုနိုင်ပါတယ်။မတန်ဆွမ်းမှုဆိုတာကမတန်ဆွမ်းသူတွေအပေါ်မှာပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေစိတ်သဘောထားအမြင်တွေကြောင့်လူအဖွဲ့အစည်းမှာအပြည့်အဝပါဝင်လှုပ်ရှားခွင့်မရတဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်။ခန္ဓာကိုယ်မှာချို့ယွင်းအားနည်းချက်ရှိနေုံနဲ့မတန်ဆွမ်းမှုဖြစ်မလာပါဘူး။ချို့ယွင်းမှုနဲ့အတားအဆီးတွေထိတ်တိုက်တွေးဆုံမှသာမတန်ဆွမ်းမှုဆိုပြီးဖြစ်လာရတာပါ။ချို့ယွင်းမှုရှိသူတွေအနေနဲ့လူမှုအတိုင်းဝင်ထဲမှာတခြားသူတွေနဲ့တန်းတူပါဝင်ခွင့်ဆုံးရှုံးမှသာမတန်ဆွမ်းမှုတနည်းအားဖြင့်မစွမ်းဆောင်နိုင်မှုဆိုတာဖြစ်လာရတာပါအတားအဆီးများအတားအဆီးဆိုတာကလူမှုပတ်ဝန်းကျင်ကနေရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ်မတန်ဆွမ်းသူတွေကိုလူမှုပတ်ဝန်းကျင်မှာမပါဝင်နိုင်အောင်ခြံလှပ်ထားသလိုဖြစ်နေတဲ့အခြေအနေမျိုးတွေကိုဆိုလိုတာပါအများပြည်သူသုံးအဆောက်အဦနဲ့ဆက်ဆက်ပတ်ဝန်းကျင်လိုနေရာတွေအများပြည်သူသုံးတည်ယူပို့ဆောင်ရေးစနစ်တွေမှာအလွယ်တကူသွားလာနိုင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးတွေမှာရုပ်ပိုင်းဆိုင်ရာအတားအဆီးလို့ဆိုနိုင်ပါတယ်။ဥပမာပြောရရင်ဝီချဲသွားဖို့အတွက်အဆင်ပြေအောင်ရှော့ဆောက်လမ်းမရှိတာအကြားအာရုံမတန်ဆွမ်းသူတွေအတွက်အများဆုံးရင်လိုင်းတွေမှာရောက်ရှိမဲ့မှတ်တိုင်ဖော်ပြချက်စာတမ်းဖော်ပြတဲ့စနစ်တွေမပါရှိတာစတာတွေဖြစ်ပါတယ်။မတန်ဆွမ်းသူတွေအပေါ်မှာအပြုသဘောမဆောင်တဲ့ပြောဆိုဆက်ဆံပုံတွေအပြုမှုတွေကသဘောထားခံယူချက်ဆိုင်ရာအတားအဆီးပဲဖြစ်ပါတယ်။ဥပမာပြောရရင်မတန်ဆွမ်းသူတွေကိုတနာစရာရှက်စရာဝှက်ကြွေးခံနေရသူတွေအဖြစ်ရှုမြင်ခြင်းတွေဖြစ်ပါတယ်။မတန်ဆွမ်းသူများဟာအခြေခံလူအခွင့်အရေးတွေကိုလူတိုင်းကဲ့သို့မရရှိနိုင်သေးပါဘူး။အများပြည်သူအတွက်ဝန်ဆောင်မှုတွေကိုမတန်ဆွမ်းသူတွေအနေနဲ့ရယူဖို့အလွန်ခက်ခဲနေစေဖြစ်ပါတယ်။ပညာရေးကိုတန်းတူသင်ယူနိုင်ခြင်းမရှိသေးသလိုပဲတည်ယူပို့ဆောင်ရေးစနစ်တွေမှာလည်းအဆင်မပြေနေသေးပါဘူး။ဒါတွေဟာမတန်ဆွမ်းသူတွေကြုံတွေ့နေရတဲ့မူဝါဒပိုင်းဆိုင်ရာအတားအဆီးတွေပဲဖြစ်ပါတယ်။အချက်အလက်တွေဖြန့်ဝေတဲ့အခါမှာမတန်ဆွမ်းသူတွေအလွယ်တကူသိခွင့်မရှိတဲ့အခြေအနေမျိုးတွေကပြောဆိုဆက်သွယ်ရေးဆိုင်ရာအတားအဆီးပဲဖြစ်ပါတယ်။ဥပမာပြောရရင်တဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့မုန်တိုင်းငလျင်ရေကြီးမှုအခြေအနေစတဲ့မိုးလေဝသသတင်းအချက်လက်တွေကိုအကြားအာရုံမတန်ဆွမ်းသူတွေသိရှိအောင်လက်သင်္ကေတပြဘာသာစကားနဲ့ဖော်ပြမှုမရှိတာအမြင်အာရုံမတန်ဆွမ်းသူတွေသိရှိနိုင်အောင်ရှင်းလင်းတဲ့အတန်စနစ်နဲ့ကြေညာပေးမှုမရှိတာမျိုးတွေဖြစ်ပါတယ်။ဒီလိုအတားအဆီးတွေကြောင့်မတန်ဆွမ်းသူတွေကတခြားသူတွေနဲ့တန်းတူလူမှုအတိုင်းအဝန်းမှာအပြည့်အဝပါဝင်ဆောင်ရွက်ခွင့်မရဘဲနဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
မတန်ဆွမ်းသူများလွယ်ကူစွာသွာလာနေထိုင်အသုံးပြုနိုင်ရင်မတန်ဆွမ်းသူတွေရဲ့နေ့စဉ်လူမှုဘဝမှာလွယ်ကူစွာသွာလာနေထိုင်အသုံးပြုနိုင်ဖို့အတွက်အခက်အခဲတွေအများဆုံးကြုံတွေ့ရလိမ့်ရှိပါတယ်ဒီအခက်အခဲတွေပြေလည်စေဖို့အတွက်ဆိုရင်တော့အများပြည်သူသောအဆောက်အုံအနေနဲ့ဆက်ဆက်တဲ့ပတ်ဝန်းကျင်ကိုမတန်ဆွမ်းသူတွေလွယ်ကူစွာအသုံးပြုနိုင်ဖို့အတွက်ပြုပြင်တည်ဆောက်တာအထောက်အကူပြုပစ္စည်းကိရိယာတွေနဲ့အလွယ်တကူသွားလာနိုင်ဖို့အတွက်အတားအဆီးတွေမရှိအောင်ဘိတုကာဒီဇိုင်းရေးဆွဲတည်ဆောက်ပေးဖို့လိုအပ်ပါတယ်အများပြည်သူတို့တည်ယူပို့ဆောင်ရေးရှင်တွေမှာအတန်ဆွမ်းသူတွေအလွယ်တကူစီးနှင်းလိုက်ပါနိုင်ဖို့အတွက်စီစဉ်ပေးတာဥပမာဘိန်းတက်ကလထိုင်အသုံးပြုသူတွေကားပေါ်ကိုအလွယ်တကူရောက်နိုင်အောင်စီစဉ်တာအမြင်အာရုံမတန်ဆွမ်းတဲ့သူတွေအတွက်အတန်တွက်စနစ်တက်ဆင်တာနားမကြားတဲ့သူတွေအတွက်ရောက်မဲ့မှတ်တိုင်ကိုစာနဲ့ဖော်ပြပေးတာမျိုးတွေလိုအပ်ပါတယ်လမ်းစုံမီပွိုင်းလူကူမြင့်ကြားလမ်းအကွေ့အတက်အဆင်းတွေမှာမတန်ဆွမ်းမှုအမျိုးအစားလိုက်ထောက်ကူဖြစ်စေမဲ့အမှတ်အသားသင်္ကေတအတန်အချက်ပြကိရိယာတက်ဆင်ပေးတာမျိုးတွေလိုအပ်ပါတယ်စာကြည့်တာရုံးဌာနလိုမျိုးအများသုံးနေရာတွေမှာအသုံးပြုတဲ့စာရွက်စာတမ်းတွေကိုမတန်ဆွမ်းသူတွေအလွယ်တကူလက်လန်းမိနိုင်ဖို့အတွက်စီစဉ်ပေးတာဥပမာရုပ်လံကားချက်တွေအတန်တွက်စာအုပ်တွေစီစဉ်ပေးတာမျိုးတွေလိုအပ်ပါတယ်ဆက်သွယ်ရေးသတင်းနဲ့ပြန်ကြားရေးကဏ္ဍတွေမှာမတန်ဆွမ်းတဲ့သူတွေအလွယ်တကူအသုံးပြုနိုင်အောင်စီစဉ်ပေးထားဖို့လည်းလိုအပ်ပါတယ်ဥပမာအစိုးရရုံးဌာနတွေဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ website တွေ application တွေမှာအမြင်အာရုံမတန်ဆွမ်းသူတွေအသုံးပြုတဲ့ screen reader အမျိုးမျိုးနဲ့ကိုက်ညီမှုရှိတဲ့စနစ်တွေရှိမနေတာမျိုးတွေဖြစ်တတ်ပါတယ်။ကျမတို့ရဲ့ပတ်ဝန်းကျင်ကိုအတားအဆီးတွေမရှိအောင်ပြင်ဆင်ပြောင်းလဲပေးတာဟာမတန်ဆွမ်းသူတွေအတွက်သာမကအသက်အရွယ်ကြီးရင့်တဲ့သူတွေကျန်းမာရေးမကောင်းသူတွေကိုယ်ဝန်ဆောင်မိခင်တွေကလေးသူငယ်တွေအတွက်ပါဘေးကင်းလုံခြုံစေတာကြောင့်လူတိုင်းအကျိုးရှိစေနိုင်မယ်။အားလုံးပါဝင်နိုင်သောလူအဖွဲ့အစည်းကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။